ကဲတစားမုံလာပြည့်နေလေးလည်းရောက်တော့မယ်ဆိုတော့တငယ်ချင်းတွေဆုံးပြီးတော့ပဲဆဆမိသားစုလိုက်ပဲအိမ်မှာလှုပ်ဆဆအရန်ကိုအရသာရှိလာတဲ့ပင်လယ်စာမုံဖတ်ထောင်းလေးလေးမျှဝေပေးပြစေရှင်အရင်ဆုံးငရုတ်သီးစိမ့်နဲ့ငရုတ်ချမ်းမုံထောင်းထားတာလေးကိုအဆက်စားနိုင်တဲ့ပမာဏလောက်ထည့်လိုက်ပါတယ်ပြီးရင်ကြက်သွန်ပြူတပြားရိုက်ထားတာရဲ့ပစွန်ကြောက်လေးရဲ့ထည့်လိုက်မယ်ပဲတောင်းရှိအနေတော်လှိဖြတ်ထားတာလေးထည့်လိုက်မယ်ခင်းကျင်သီးပပလှိထားတာလေးထည့်လိုက်မယ်ပြီးရင်တော့ခက်ပစ်ပစ်ကလေးကြိုထားတဲ့ထညက်ရည်လေးထည့်လိုက်ပါမယ်ဒီအထောင်းလေးကကြတော့ချိုချင်းငံဆက်အလုံးဝကိုပြည့်စုံနေမှစားလို့ကောင်းတာပါကဲထညက်ရည်လေးတွေလည်းလိုတလောက်ထည့်ပြီးသွားပြီဆိုရင်ကိုယ်တိုင်ကြိုထားတဲ့ငပိရည်ချိုလေးထည့်လိုက်ပါမယ်ငပိရည်ချို ready made ဘူးသုံးမယ်ဆိုရင်လည်းရပါတယ်ကဲငပိရည်ချိုလေးလည်းကျမတို့ထည့်ပြီးသွားပြီဆိုရင်အချုံမုံလေးထည့်ပါမယ်ပြီးရင်ကျမကတကြားလေးပါထည့်လိုက်ပါသေးတယ်အထောင်းရဲ့အရသာကိုပိုပေါ်ချင်တာနဲ့ကျမကပစွန်တော့ငံပြားရည်လေးသုံးထားပါတယ်ဒီပစွန်တော့ငံပြားရည်ကကြတော့အစစ်မြင့်နည်းပညာတွေနဲ့ထိုင်းစတိုင်ထိုင်းငံပြားရည်အရသာတိုင်းထုတ်လုပ်ထားတာဖြစ်ပြီးတော့မှငံပြားရည်ရဲ့အချိုအရသာကိုဦးစားပေးပြီးတော့မှထုတ်လုပ်ထားတာဖြစ်တဲ့အတွက်အခုလိုမျိုးချင်းကန်ဆက်အထောင်းတွေချင်းကန်ဆက်အတုပ်တွေအတွက်အရန်ကိုအဆင်ပြေသလိုအချိုမို့ရှော့သုံးခြင်းနဲ့အင်ရှင်မတွေအတွက်လည်းအရန်ကိုတင့်တော်ပါတယ်တမ်းမြသီးစိတ်လေးတွေလည်းလိုတလောက်ညှစ်ထည့်ပြီးပြီဆိုရင်ကျမကဒီပကံထဲမှာပဲမှုေးလိုက်ပါမယ်တကယ်လို့အိမ်မှာငရုတ်စုံကြီးကြီးမားမားရှိတဲ့သူကတော့ငရုတ်စုံထဲမှာထောင်းလိုက်မှုေးလိုက်လုပ်လို့ရပါတယ်ကဲပြုတ်ထားတဲ့ပင်လယ်စာလေးတွေရပြီဆိုရင်တော့မုံပတ်ထည့်မယ်ပင်လယ်စာလေးတွေထည့်မယ်ပြီးပြီဆိုရင်တော့တေချာလေးနှက်ဆက်အောင်နှက်ထားပေးလိုက်ပါမယ်ကျမကတော့ချိုချင်းငံဆက်အရသာလေးပေါ်အောင်ထောင်းထားပါတယ်အရသာလေးလည်းကိုယ်စိတ်ချက်ဖြစ်ပြီဆိုတော့အပေါ်ကနေမြေပဲဆန်လေးဖြူလိုက်ပါမယ်ဒါဆိုရင်တော့ပစွန်တော့ငံပြားလေးသုံးပြီးထောင်းထားတယ်ကျမတို့ရဲ့ပင်လယ်စာမုံပတ်ထောင်းလေးကစားလို့ရပါပြီရှင်အားလုံးကိုကျေးဇူးပါရှင်